လာပါခင်ဗျာနာတခတိုက်စီခွန်နိုင်ဒူဘုံမိုးကြီးစော်ဟိမတက်တွင်းအာနာအလွဲသုံးသားပြုပြီးစီဝါရှာအနိုင်ကျင့်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာရောင်ရီတိုင်းပသိမ်မြို့အခြေဆိုင်နောက်တော်တိုင်းစနနာချုပ်တော့ကန်တိုက်ခိုက်ရေးသတင်းကြောင်းတိုက်စီခွန်မှကျောင်းအိုကြီးဒုတိယဘုံမိုးကြီးစော်ဟိသည်တက်တွင်းအာနာကိုအလွဲသုံးသားပြု၍အောက်ခြေရဲဘော်ရဲမေများနဲ့မိသားစုဝင်များပေါ်အနိုင်ကျင့်ကောင်းမှုပြတ်မှုများပြုလုပ်နေကြောင်းတက်တွင်းသတင်းမေးထံမှသိရပါတယ်ဒုတိယဘုံမိုးကြီးစော်ဟိသည်တက်တွင်လုပ်ငန်းတာဝန်များပေးရရာတွင်ကိုယ်ပိုင်ဆိုင်ငယ်ရှိပြီးဝေကြီးရော်ပေးနိုင်သူများကိုသာဦးစားပေး၍တသာသောတာဝန်များကိုသိခိုင်းလျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်တက်တွင်လုပ်ငန်းခွင်များ၌မှားယွင်းမှုသို့မဟုတ်ဝေကြီးလိုအပ်ချက်ဖြစ်ပေါ်လာပါကတာဝန်ယူရသူအောက်ခြေရဲဘော်များကမိမိအိတ်ဆက်၍မဖြစ်မနေရော်ကြီးပေးရကြောင်းလည်းသိရပါတယ်။ထို့သောမတရားခိုင်းစေမှုများကိုငင်းဆန်လိုသည့်ရဲဘော်များနှင့်၎င်းတို့၏ဇနီးများကိုတပ်ပိုင်စိုက်ခင်းများမှာဟင်းဒီဟင်းရွက်ခုစုခိုင်းခြင်းနွားတို့ရောင်းခိုင်းခြင်းနဲ့တပည့်ပန်းခုစုခိုင်းခြင်းစသည့်စီးပွားရေးလုပ်ငန်းများကိုအတင်းအကျပ်ခိုင်းစေလျက်ရှိကြောင်းလည်းသိရပါတယ်။ညပိုင်းအချိန်များတွင်ရဲမေများတပည့်ပန်းများကိုမေးပဲတီကုန်းခိုင်းပြီးနည်းနည်းစောပိုင်းတွင်ရဲဘော်များတောင်ပေါ်သေးအဝင်ဝ၌သွားရောက်ရောင်းချခိုင်းနေကြောင်းလည်းသိရပါတယ်။ထို့သောနွားတို့ကျုံနေတပည့်ပန်းများရောင်းချရာတွင်လည်းကိုအောင်မရောင်းနိုင်ပါကကြံရှိသည့်တံမိုးကိုရောင်းချရသူရဲဘော်များကမိမိအိတ်ဆက်ရော်ပေးရတဲ့အပြင်ရရှိလာသည့်အမြတ်အငွေများကိုလည်းကျောင်းကြီးဒုတိယဘုံမူကြီးစော်ဟိန်ကကိုကျိုးအတွက်လိုက်လံသိမ်းယူနေကြောင်းလည်းသိရပါတယ်။လက်ရှိစစ်ကောင်စီတပ်တွင်ရရှိသောလစာငွေဖြင့်ဇာဝင်နေ၍မလောင်းကားသည့်ကြားမှာကျောင်းကြီးကိုကျိုးရှာမတရားခေါင်းပုံပြအနိုင်ကျင့်မှုများကြောင့်တိုက်စည်းခေါ်မှရဲဘော်ရဲမေများနဲ့မိသားစုဝင်များမှာစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြင်းထန်သောဖိနှိပ်တိတ်ဆက်ခံရကြောင်းတပ်တွင်သတင်းမေးထံမှသိရပါတယ်။ရောင်ရီတိုင်းတွင်ထူးခြားဖြစ်စေတဲ့သတင်းများကိုသတင်းထိုးတပ်ဖွဲ့ပသိမ်မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။